အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ collection မြန်မာ page လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ AI ကနေထုတ်ထားတဲ့ poster design တွေ cover design တွေ thumbnail design တွေအကုန်လုံးထပ်တဲ့ခါကျရင်ကျွန်တော်မြန်မာစာတွေမှန်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုကအဲ့ design ကိုမကြိုက်လို့နည်းနည်းလေးပြောင်းချင်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ပြောင်းလို့ရမယ့်ဒီလန်လေးရှိတယ်ဒီတော့ ChatGPT မှာကိုလိုချင်တဲ့poster design ပဲဖြစ်ဖြစ်sticker design တွေပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင် thumbnail design တွေပဲဖြစ်ဖြစ်အရင်ဆုံးကျွန်တော်ပုံသားထုတ်လိုက်ကျွန်တော်ကတော့ပုံထုတ်ပြီးသွားပြီဆိုတော့မထုတ်ပြတော့ပါဘူးပုံထုတ်ပြီးသွားလို့ကျွန်တော်ကြည့်လိုက်တဲ့ပုံမှာအခုလိုမြန်မာစာတွေမမှန်တာတွေဒါမှမဟုတ်သူထားထားတဲ့ layer တွေကကျွန်တော်တို့မကြိုက်တာတွေဆိုပြင်ဖို့အတွက်ကိုဘယ်လိုလုပ်ရမလဲဆိုတော့အရင်ဆုံးကျွန်တော် ChatGPT ကနေထုတ်ထားတဲ့ပုံကိုအရင်စေးလိုက်ပါစေးပြီးသွားရင်ကျွန်တော်တို့ ChatGPT မှာကျွန်တော် new chat ကိုခေါ်လိုက်ပါခေါ်ပြီးသွားရင်ခုမှထုတ်ထားတဲ့ပုံလေးကိုထည့်လိုက်ပါ keyboard က app sign လေးကိုနှိပ်လိုက်ပါ app sign လေးကိုနှိပ်လိုက်ရင်ဒီမျိုးလိုမြင်ရတဲ့အတိုင်းပဲ Canva ဆိုတာလေးပေါ်လာပါလိမ့်မယ် Canva လေးကိုနှိပ်လိုက်ပါ Canva လေးကိုနှိပ်ပြီးသွားရင်ရေးရမယ့်စာကြောင်းလေးရှိပါတယ်ရေးရမယ့်စာကြောင်းလေးရော Canva မှာပြင်လို့ရမယ့် version လေးထုတ်ပေးပါဆိုပြီးတော့ ChatGPT ကိုပြောလိုက်ရင်သူက analyzing image လုပ်ပြီးတော့ image ကိုသူတို့စစ်ဆေးနေပြီးတော့ကျွန်တော်တို့ Canva နဲ့သူတို့ link ပြန်ချိန်ပေးလိမ့်မယ်အဲ့ဒီတော့ကိုကျွန်တော်အချိန်ခဏစောင့်ပေးရပါတယ် Canva နဲ့ရန်ပြီးတော့ Canva မှာပြင်လို့ရတဲ့ version ဖြစ်အောင်သူပြန်ထုတ်ပေးနေတဲ့အချိန်ကြီးကိုတော့ကျွန်တော်ခဏစောင့်ပေးရပါမယ်ကျွန်တော်တို့ဒီလိုပုံစံလေးပေါ်လာပြီဆိုရင်အောက်မှာ Canva logo လေးနဲ့ customize this design ဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်ပါနှိပ်လိုက်ရင်ကျွန်တော်တို့ Canva တွေကိုတန်းရောက်သွားပါလိမ့်မယ်ရောက်သွားပြီဆိုရင်ကျွန်တော်တို့အမှကိုကြိုက်တဲ့ပုံစံအကုန်ပြန်ပြင်လို့ရပါတယ်တက် design တွေကိုပဲဖြစ်ဖြစ်ကိုမှားနေတဲ့စာတွေကိုပြန်ပြင်နေတာပဲဖြစ်ဖြစ်အဲ့မှာပုံတွေပြန်ပြီးအစားထိုးချင်တာပဲဖြစ်ဖြစ်အကုန်ပြန်လုပ်လို့ရပါတယ်ဒါကကျွန်တော်ထုတ်ပြီးချင်းမှားနေတဲ့ပုံ design ကိုပြတာပါပြတယ်အဲ့မှားနေတဲ့စာတွေကိုကျွန်တော်တို့ပြန်ပြင်လို့ရပါတယ်ပြန်ပြင်ဖို့တော့ကိုရေးချင်တဲ့စာလေးပြင်ရိုက်ထည့်ပြင်လိုက်ရင်ရပါပြီအဲ့ဒါဆိုရင်လူကြီးမင်းတို့လိုချင်နေတဲ့design လေးတွေရပါပြီအဲ့ဒီမှာကိုထပ်ဖြည့်နေတာလေးလည်းထပ်ဖြည့်လို့ရတယ်မကြိုက်တာလေးပြန်ဖြတ်လို့ရတယ်အကုန်လုံးလို့ရပါတယ်ဒါလိုမဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်တဲ့ဆိုရင် YouTube ကကြည့်နေတာဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပေးပြီးတော့ TikTok နဲ့ Facebook ကကြည့်နေတာဆိုရင်ကျွန်တော် account လေးကို follow လေးလုပ်ပေးပြီးတော့တောင်းဆိုပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံမယ်